မင်္ဂလာပါဆရာနှလုံးထုသမားတော့ဒေါက်တာသန်းဆောင်နေပါနှလုံးသွေးကြောချင်းယောဂဆိုတော့နှလုံးညှက်ကြွယ်သားတွေကိုအောက်ဆီဂျင်နဲ့လိုအပ်တဲ့အာဟာရတွေထောက်ပံ့ပေးနေတဲ့သွေးကြောနံရံတွေကိုစီခဲတွေဝင်ရောက်စုဖွဲ့တဲ့အတွက်ကြောင့်သွေးကြောတွေကျဉ်းလာပြီးတော့အောက်ဆီဂျင်လုံလောက်မရရှိတော့ဘဲနဲ့ယောဂလက္ခဏာခံစားရတာတော့ဆိုလိုတာဖြစ်တယ်နှလုံးသွေးကြောကျဉ်းပြီးတော့ပိတ်တဲ့အတွက်ကြောင့်နှလုံးညှက်အားကျတာနှလုံးခုန်လုံးမမှန်ဖြစ်တာအသက်ဆုံးရှုံးရတာတွေဖြစ်နိုင်ပါတယ်ယောဂလက္ခဏာတွေအနေနဲ့ကတော့ရာရာရှိနှလုံးသွေးကြောချင်းယောဂမှာဆိုလို့ရှိရင်အစပိုင်းမှာပြင်းပြထန်ထန်လှုပ်ရှားလို့ရှိရင်ရင်ဘတ်ထဲကနေအောင့်တက်တာနားလိုက်လို့ရှိရင်သက်သာတော့တာဟာမျိုးယောဂပြင်းထန်လာပြီဆိုလို့ရှိရင်တော့နည်းလှုပ်ရှားလိုက်တာနဲ့ရင်ဘတ်ထဲကနေစူးနေပြီးအောင့်တက်တာတက်ရှူမူဝါဖြစ်တာမူးဝေတာတွေဖြစ်နိုင်တယ်ရုပ်တရက်နှလုံးသွေးကြောပိတ်ပြီဆိုလို့ရှိရင်တော့ရင်ဘတ်ထဲကနေပြင်းပြထန်ထန်စူးအောင့်တာအောင့်တဲ့အချိန်မှာချွေးစည်းတွေပြင်တာရင်တုံတာမူးဝေတာတတိယတာတွေဖြစ်နိုင်တယ်ဆက်လိတောက်တာစီးကျူရောဂါရှိတာသွေးတွင်းကိုလက်စထရောအဆီဓာတ်တွေများနေတာသွေးတိုးရောဂါရှိတာမိဘနဲ့မွေးချင်းတွေမှာငယ်ရွယ်နဲ့နှလုံးသွေးကြောချင်းရောဂါဖြစ်တာတော့ဟာမျိုးအဝါလွန်တာကိုလက်လိုရှောင်ဝင်နေတာတွေကနှလုံးသွေးကြောချင်းရောဂါကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်ကြိုတင်သိထားတဲ့နေရုပ်တရက်နှလုံးသွေးကြောပိတ်ပြီးဆိုလို့ရှိရင်တော့ရင်ဘတ်ထဲကနေပြီးတော့ပြင်းပြထန်ထန်စူးအောင်တာအောင့်တဲ့အချိန်မှာချွေးဆွေးထွက်တာရင်တုံတာမူးဝေတာဒလိရတာတွေဖြစ်ပြီဆိုရင်နှလုံးသွေးကြောပိတ်တာဖြစ်နိုင်တဲ့အတွက်ကြောင့်အနည်းဆုံးဆေးရုံအမြန်သွားပြီးတော့ကုသမှုကိုခံယူသင့်တယ် ECG ဆွဲတာသွေးပေါက်စီစစ်တာမျိုးနဲ့နှလုံးသွေးကြောပိတ်တာဖြစ်မဖြစ်ကိုအမြန်ဆုံးသိရှိနိုင်တယ်ရာရာရှိနှလုံးသွေးကြောချင်းယောဂမှာဆိုလို့ရှိရင်တော့ခံစားရတဲ့လက္ခဏာနဲ့ယောဂပြင်းထန်မှုရှိမရှိဟာဓာတ်ရဲ့အချိုးမညီတဲ့အတွက်ကြောင့်တစ်ခါတလေမှာလက္ခဏာမပြဘဲနဲ့တော့မှနှလုံးသွေးကြောချင်းယောဂရှိနေတဲ့အတွက်ကိုယ်စီမှာနှလုံးသွေးကြောချင်းယောဂဖြစ်နိုင်တဲ့ချက်တွေရှိပြီဆိုလို့ရှိရင်တော့လုံမှုရအောင်ကြိုတင်ကုသမှုခံယူသင့်တယ်နှလုံးသွေးကြောချင်းယောဂကုသကာကွယ်ရဆိုတဲ့နေရာမှာပထမအဦးဆုံးအနေနဲ့ကျန်းမာရေးနဲ့ညွှန်ညွှတ်တဲ့လူမှုဘဝပုံစံကိုပြုပြင်ပြောင်းလဲနေထိုင်ရမှာဖြစ်တယ်စီးကြိုသွေးလိုထိန်းရမယ်ဆက်လက်လုံးဝဖြတ်ရမယ်ပြန်စော်စီသုံးတဲ့အစားအသောက်တွေကိုရှောင်ပြီးတော့ဟင်းသီးရွက်များများစားရမယ်ဒီဘက်မှာအနည်းဆုံး9ရက်မိနစ်30ကနေ60အထိကိုလက်လိုရှာလေးချိန်ငယ်လုပ်ရမယ်အေးဝါအိပ်ပြီးတော့စိတ်ဖိစီးမှုလျှော့ချရမယ်ကိုလေးချိန်ထိန်းပြီးတော့ဝါမလုံးအောင်ရှောင်ရမယ်ကောင်းတဲ့ချက်ကခုလိုမျိုးလူမှုဘဝပုံစံပြောင်းလဲလိုက်တာနဲ့ယောဂတက်တာဖို့အတွက်အများကြီးထောက်ကူဖြစ်မှာဖြစ်တယ်ဆေးတွေအနေနဲ့ကတော့ aspirin လို့ရုပ်တရက်နှလုံးသွေးကြောပိတ်တာကာကွယ်တဲ့ဆေးတွေသွေးရင်းကိုလက်စထရောရောစေတဲ့ statin ဆေးတွေသွေးကြောတွေကိုကျဲစေတဲ့ nitrate လိုဆေးတွေနှလုံးခုန်နှုန်းကိုထိန်းပေးတဲ့ beta blocker ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်နဲ့တောက်သုံးရမယ်လိုအပ်လို့ရှိရင်နှလုံးသွေးကြောတောက်တိုင်ထည့်တဲ့ကုသနည်း coronary angioplasty ကိုနှလုံးထုခုသမားတော့နဲ့ကုသမှုခံယူလို့ရတယ်ယောဂပြင်းထန်ပြီဆိုလို့ရှိရင်တော့နှလုံးသွေးကြောဖြတ်ဆက်ကုသနည်း coronary artery bypass surgery ကိုနှလုံးခွဲစိတ်ထုခုဆရာဝန်ကြီးနဲ့ပြသပြီးတော့ကုသမှုခံယူလို့ရပါတယ်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့နှလုံးသွေးကြောချင်းယောဂဖြစ်ပြီဆိုတော့ねစိတ်ထဲကြစရာမလိုပါဘူးကိုအားပေးပါကျမအနေနဲ့ညွှန်ညွှတ်တဲ့လူမှုဘဝပုံစံကိုဒီနေ့ကစပြီးပြောင်းလဲပါဆရာဝန်နဲ့ပြသပြီးတော့ထိရောက်တဲ့ကုသမှုကိုခံယူပါကိုကျမရဲ့ကုသရာမြင့်နေပြီးတော့ပိုကောင်းတဲ့ကျမရဲ့ရရှိအောင်ဖန်တီးယူပါကျေးဇူးတင်ပါတယ်